ရင်မများတဲ့ရောက်နေမင်းအဝဲတဲ့ခရီးများရှိကိုစံအကိုဟာအမောင်ဆုံးလမ်းတွေတယောက်တည်းရှောင်းနေရဘယ်လိုကချမအစိုးနှိမ့်ဆက်ဒုနီယောဝေဆုံးလွင်ထွက်ခွဲခွာခဲ့ရကလေးရင်မင်းနဲ့နောက်ထပ်ဆုံးခြင်းဘီဝါမောင်ငါလိုဆောင်မင်းရဲ့မြတ်တာတရားမင်းရဲ့ကယူနာမြဝလေးတွေပြန်မြင်ခြင်းဘီရလို့ချစ်တော့မယ်ကလေးရဲ့အမြဲတမ်းတန်နှလုံး